Smart money concept ကိုလေ့လာတဲ့အခါ fair value gap လိုမျိုး price imbalance တွေအပြင် liquidity ငွေဖြစ်လွယ်မှုကိုနားလည်ဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်။ဈေးကွက်ကိုတကယ်မောင်းနှင်နေတဲ့ institution တွေဟာသူတို့ရဲ့အလုံးရင်း order တွေကိုဖြည့်ဖို့အတွက် retail trader တွေရဲ့ stop loss order တွေကိုလိုအပ်ပါတယ်။ဒါကြောင့်ပဲဈေးကွက်မှာ stop loss handy ဆိုတဲ့ဖြစ်စဉ်ဟာအမြဲဖြစ်ပွားနေတာပါ။ဒီနေ့ဗီဒီယိုမှာ liquidity ဆိုတာဘာလဲ institution တွေဟာ retail traders တွေရဲ့ stop loss တွေကိုဘယ်လိုရှင်းထုတ်ပြီးသူတို့ရဲ့ order တွေကိုဖြည့်သွားလဲဆိုတာကိုချက်တွေနဲ့အတူသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်liquidity ဆိုတာဈေးကွက်ထဲမှာရှိနေတဲ့ buy sell order စုစုပေါင်းကိုဆိုလိုပါတာဥပမာငါးဖမ်းတဲ့အခါငါးများတဲ့နေရာကိုသွားရတယ်လို့ institution တွေဟာလည်း order အများဆုံးစုနေတဲ့နေရာကိုသွားကြပါတယ်ဒီလို order တွေအများဆုံးစုနေတဲ့နေရာကို liquidity pool လို့ခေါ်ပါတယ်liquidity pool တွေဘယ်မှာစုနေလဲ liquidity pool တွေဟာ swing high အမြင့်ဆုံးနေရာတွေကိုထောက်ပြီးဆဲထားတဲ့သူတွေရဲ့ buy stop loss တွေစုနေပါတယ်နောက်တစ်နေရာက swing low အနိမ့်ဆုံးနေရာတွေကိုထောက်ပြီးဘိုင်ထားတဲ့သူတွေရဲ့ sell stop loss တွေစုနေပါတယ် institution တွေဟာသူတို့ရဲ့ကြီးမားတဲ့ order တွေကို price ကိုလျင်မြန်စွာရွေးစေပဲဖြည့်နိုင်ဖို့အတွက်ဒီ liquidity တွေကိုသုံးပြုဖို့လိုအပ်ပါတယ်ဒါကြောင့်သူတို့ဟာဒီ stop loss တွေကိုယူဖို့ဈေးကွက်ကိုမောင်းနေပါတယ် liquidity pool တွေထဲမှာမှ institution တွေရဲ့ပြစ်မှတ်အဖြစ်ဆုံးနေရာကတော့ equal highs နဲ့ equal lows တွေဖြစ်ပါတယ်ပထမဆုံး equal highs မှာဈေးနှုန်းကအမြင့်ဆုံးနေရာတစ်ခုကိုနှစ်ကြိမ်တိတိထိပြီးပြဆင်းလာတာမျိုးretail trader တွေကတော့ဒါပဲတက်လို့ခေါ်တဲ့နေရာတွေပေါ့ဒီနေရာတွေရဲ့အပေါ်မှာ stop loss တွေအလွန်များပြားစုနေပါတယ်နောက်တစ်နေရာက equal lows ဈေးနှုန်းဟာအနှိမ့်ဆုံးနေရာတစ်ခုကိုနှစ်ကြိမ်တိတိထိပြီးပြန်တက်သွားတာမျိုးဒါပဲပေါ်တုံးလို့ခေါ်တဲ့နေရာဖြစ်ပါတယ်ဒီနေရာတွေရဲ့အောက်မှာ stop loss တွေအများကြီးစုနေပါတယ် retail trader တွေဟာဒီလိုထင်ရှားတဲ့နေရာတွေကိုအားကိုးပြီး trade လုပ်တဲ့အတွက် institution တွေအတွက်အလွယ်တကူရှင်းထုတ်နိုင်တဲ့ပြစ်မှတ်တွေဖြစ်ပါတယ် stop loss handy ဖြစ်စဉ်ကဘလို့အလုပ်လုပ်တယ်ဆိုတာကြည့်အောင်ဈေးကွက်ဟာဥပမာ downtrend မှာရှိနေတယ်ဆိုတော့ institution တွေဟာအတက်လမ်းကြောင်းကိုခဏတွန်းတင်ပြီး swing high နေရာမှာစုနေတဲ့ stop loss တွေစီကိုဈေးနှုန်းကိုရုတ်တရက်ရွေ့ရှာစေပါတယ်ဈေးနှုန်းက retail trader တွေရဲ့ stop loss တွေကိုထိပြီးတာနဲ့ order တွေချက်ချင်းဖြစ်ပြီးဈေးကွက်ဟာရုတ်တရက်ပြန်လှည့်ပြီးမူလ down trend အတိုင်းဆက်သွားပါတယ်ဒီဖြစ်စဉ်မှာ retail trader တွေရဲ့ sell stop order တွေဟာ institution တွေရဲ့ buy order ကြီးများကိုဖြည့်ဖို့အတွက်အရေးချင်း liquidity ဖြစ်သွားတာကိုတွေ့ရမှာပါဒါကြောင့် stop loss handy ကို market manipulation လို့လည်းခေါ်ပါတယ် SMC ရဲ့ trade လုပ်တဲ့အခါမှာဒီ liquidity pool တွေကိုသတိပြုပြီး liquidity ယူပြီးမှဝင်ရောက် trade ယူခြင်းဖြင့်အခွင့်အရေးပိုများပါတယ် liquidity ကိုနားလည်ခြင်းဟာ SMC ရဲ့အခြေခံသောချက်ဖြစ်ပြီးဘယ်နေရာမှာ trade ဝင်သင့်လဲဘယ်နေရာမှာရှောင်ရှားသင့်လဲဆိုတာကိုသိရှိစေပါတယ်နောက်ထပ်ဗီဒီယိုတွေမှာ SMC ရဲ့အခြားသောနည်းစနစ်များဖြစ်တဲ့ order blocks နဲ့ market structure shift တွေကိုဆက်လက်ရှင်းပြပေးသွားမှာပါ trading ဗဟုသုတများနဲ့ IT infrastructure ဗဟုသုတများကိုစဉ်ဆက်မပြတ်လေ့လာခြင်းနဲ့ဆိုရင် channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့